ဒီပွဲကိုဘာကြောင့်ရောက်လာလဲဆိုတော့မဖေးတာစေကန်းနော် HIV ဖြစ်တဲ့လူတွေစီးပေးတယ် HIV ဖြစ်သေးတဲ့လူတွေကိုကာကွယ်ဆေးတွေပေးတယ်အားလုံးကိုအတိတရားရှိဖို့ကဘာနဲ့ရင်မောင်းတန်းပြီးတော့ချမ်းမာရေးကိုလိုက်စားနိုင်အောင်ဖြန့်ဝေပေးတယ်အဲ့ဒီအဖွဲ့အစည်းဖြစ်တဲ့လို့ကနာစီကရာကလည်းကိုယ့်ရဲ့တပည့်ရဲ့ပဲအဒီဒီရုံးမှာတာဝန်ထမ်းဆောင်နေတာကိုယ်တပည့်ပဲဆိုတော့တပည့်တွေရဲ့မျက်နှာကိုဖွားလူတွေနားလေအားလုံးအတွက်ကိုကိုသွားတဲ့နယ်လေးသွားလိုက်မယ်ဆရာရဲ့ကြွပါဆိုတော့အားကြောင့်မလို့လာပြီးတော့ဒီဘက်ကိုရောက်လာရင်ဖြစ်တယ်။ဒီမှာနေမှာပိုက်တိုးလာတာတော့ရွှေနေနဲ့ရွှေနေဒီမှာနေမှာပိုက်တိုးလာတော့ရွှေနေနဲ့ရွှေနေဟာဒီဟာလေတဲ့ဒီတော့ရှိအောင်လာတယ်အောင်အသိရဲ့ဆရာကကတော့ချော့ပေးတဲ့တက်ကတော့39နှစ်ထက်မှာဝါကြီးဆုံးနဲ့လည်းဖြစ်တယ်ပေါ့နော်တကောင်းရှင်မြင်သေးလဲကြောင့်မင်းလက်ထက်ကနေဖြစ်တဲ့အိမ်နှွေးနှမောင်နှမဆိုတာရာဇဝင်မှာအထင်ရှားရှိခဲ့တယ်လေရာဇဝင်မှာအထင်ရှားရှိခဲ့တဲ့အခါကျတော့အဲ့လောကကြီးမှာလူတွေဒီစားဖို့နေရေးဆိုတော့အရေးအကြီးဆုံးပဲလေစားရလဲဆန်ရှိမှပတ်စံရှိမှသမင်းစားလို့ရမယ်နေစရာဆိုလဲအိမ်ရှိမှဝတ်စရာဆိုလဲအဝတ်စားရှိမှအဝတ်စားနှစ်ထည်ကနေ10တယ်ရှိရင်ဝတ်စရာရှိရလို့ခေါ်လို့ရတာပဲဟိုနေဖြစ်ပါဘူးအစားတော့ကလည်းဟိုစက်သားနဲ့မစားနိုင်ပေမဲ့အပြည့်နဲ့စားနေတယ်ဒါစားလို့နေရေးထိုင်ရေးဆိုတော့လည်းအရန်ရေးကြည့်ရလေနေထိုင်အရန်ရေးကြည့်ရတဲ့အတွက်နေတဲ့အိမ်တိုင်းမှာတဲ့ရွှေတမာကူးခနဲ့ပြေပမာတကူထပ်ပါတယ်တဲ့ဘောင်းမှာတမာကူးကပါတယ်လေအဲဒါမို့အိမ်တွင်အဖေကြီးဒီအိမ်ဆောင်နဲ့ဖြစ်တဲ့အတွက်အားလုံးနဲ့မှလည်းအရေးကြီးရတဲ့ပေါ့နတ်လောကကိုတော့ဘယ်လိုရောက်လာသလဲဆိုလို့ရှိရင်ကိုက generation ကရှေ့မှာတော့မရှိဘူးကိုရှေ့ကကိုဦးလေးမန္တမီယာဦးစွမ်းဆိုတာရန်ကုန်မြို့မှာနာမည်ကြီးပေါ့ဗမာပြည်မှာနာမည်ကြီးပေါ့နော်သူကနေပြီးတော့ဟိုတိုးတက်ရေးပုံနှိပ်တိုင်းမှာနဝလာကတော့ကိုယ်ရှင်းတဲ့သားလေးပဲရှိသေးတယ်ဘာလို့အဝါလေးနဲ့အင်းဖြူလေးနဲ့အမှလိုက်ရှာနေတော့အမှသူကိုကြီးရောကနေတော့ကိုကနေမမနဲ့ဝင်ပြီးတော့နတ်မျိုးတိုးပြီးဟေးဆိုအဲ့ဒီကနေစပြီးတော့ရှင်းတဲ့သားတွေကနေဆိုင်နတ်လောကရောရောက်လာတယ်ခေါင်းတောင်ကတာ16နှစ်သားနေကနာစီပြီးတော့ကားတယ်အဲ့ဒါကတာအခုဆိုလို့ရှိရင်တော့အသက်63နှစ်ထဲရောက်တော့မယ်ပေါ့နော်မိသားစုကတော့ဒီလုတ်တွေနဲ့မလုတ်စေချင်ဘူးပေါ့နော်ပညာလေးနဲ့ပဲလုတ်စားစေချင်တယ်ငင်းသားသွားမလားပါအဲ့လိုဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုကဒါပဲဖြစ်နေတော့ကွာဖို့ခက်ငယ်တဲ့အိမ်တိန်ခွဲပြီးဆင်းသွားတာသူများအိမ်အပေါ်ရက်မှာနေရတယ်အဲ့ရ6လလည်းပြီးရောဟိုထရန်ကားအိမ်လေးကိုစပြီးတော့ဝယ်ပြီးတော့9400နဲ့အိမ်ဝယ်ပြီးတော့စနေပြီးတော့ဖြည်းဖြည်းနဲ့ကွာကိုစူရင်ဆောင်းရင်လှူရင်တန်းရင်နဲ့ဘုရားတဲကျောင်းဆောက်နော်ဒီလုတ်တွေနဲ့ပဲလုပ်ရတယ်နော်မလှူဘူးတဲ့အလှူကလည်းတော်တော်မရှိသလောက်ပဲရှိတော့ခေါင်းတော့ရှိမယ်ပေါ့နော်ဘာသာပေါင်းစုံနဲ့ပတ်သက်တဲ့လှူလဲတန်းနိုင်သလောက်လှူတယ်ကိုဗုဒ္ဓဘာသာနဲ့ပတ်သက်လို့လှူတယ်ကိုတော့နတ်လောကထဲမှာလေဟိုနိုင်ငံသားလဲကိုဥရောပတို့အာဖရိကတို့ထိသွားကြတယ်လေအားလုံးကဘူးတဲ့ထဲမှာလဲဆိုင်းဆရာနာမည်ကြီးတွေပေါ့နော်အများကြီးနဲ့ကပြပါတယ်မြန်မာပြည်ကြောက်စိမ်းတို့စိန်မော်တာတို့ဘိုးနိုင်တို့နော်ဟိုနေစိတ်စတင်သားသူတို့တွေနဲ့အကုန်တွဲပြီးတော့ကဘူးတဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းမှတ်တိုင်လေးတွေကိုကိုစိုက်နိုင်တဲ့အတွက်လေဝမ်းသာတယ်ဝါဒနာရလည်းပါတယ်ယုံကြည်အားထားမှုလည်းပါတာပေါ့ကိုယ်ရကတော့ဖရာတရားတန်ခါရတနာ3ပါးဒီကိုယ်ရပေါ့ကိုယ်တိုင်လည်းကံ5ပါးလောက်အောင်ထိန်းတယ်နက်ကယူမဲ့အရက်ဒီဘီယာတွေမတောက်တတ်ဘူးဆလိတ်တွေမတောက်တတ်ဘူးဟိုအသက်20မှာငါလုပ်ငန်းလုပ်နေပေမဲ့မဟာကြီးဆရာတော်ဘုရားကြီးရဲ့တပည့်ရင်ဘီပါဠိပါရဂုဥတီဓမ္မမှာကိုကနေပြီးတော့ဝိပဿနာတရားစထိုင်တဲ့အခါကျတော့ဆရာတော်ကြီးကဘာပြောမိတ်လဲဆိုတော့ဘာပဲလုပ်တဲ့ဒါလည်းမယိုးဖလာအလုပ်တစ်ခုပါပဲတဲ့နက်ကတယ်ဆိုတာအပြောမဟုတ်ပါဘူးခုနကတော့လို့ဘုရားရဲ့ဒေသနာရ
ပူဇာစပူဇာအနေနဲ့ဣတမင်္ဂလာဘုံတမန်ပေါ့ပူဇော်ထိုက်တဲ့သူကိုပူဇော်ခြင်းဒီမင်္ဂလာတရားမြည်တယ်ပေါ့အဲ့အတွက်ကို38မိနစ်ဆိုတာဗမာလူမျိုးတွေရဲ့ရှင်းမြန်မာလူမျိုးတွေကနေစပြီးတော့ကိုးကွယ်ခဲ့တဲ့အတွက်ပူဇော်တင်းလို့ပူဇော်ကြတယ်မပူဇော်တဲ့လူတွေလည်းဘာမှမဝေဖန်လို့ဘူးပူဇော်တဲ့လူလည်းဘာမှပြောလို့အလှဆိုတာဘယ်အလှကိုလှုပ်လို့တာရုခေါ်ရပါတယ်ဘာလို့မဆိုလေလူတိုင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရဆရာလူတိုင်းကိုအမြဲပြောတယ်မျက်စိနဲ့ကြည်နားနဲ့နားထောင်အုံနောက်နဲ့ဆုံးဖြတ်ပြီးတော့မှလုပ်မျက်စိနဲ့ကြည်နားနဲ့နားထောင်အုံနောက်နဲ့စဉ်းစားပြီးတော့မှလုပ်ကွန်ပျူတာသူမကြိုက်ပေမဲ့ကိုဖြစ်အောင်လုပ်နိုင်လားဖြတ်လုပ်နိုင်လုပ်ရှာလို့ဆိုလို့ရှိရင်မိသားစုလက်မခံပေမဲ့ကိုချတော့ကိုရက်နိုင်တဲ့ငါနဲ့ငါဖြစ်နိုင်တဲ့ဟဲ့ဆိုတော့ဆုံးဖြတ်ချပြီးတော့ဘယ်ချိန်ပါပြောတည်ရတာဘာလို့နတ်ဆရာလုံးပဲဒီလမ်းလျှောက်ရင်ဒီပန်းကောက်ရတတ်တယ်လေဒီခီးသွားရင်ဒီနေရာရောက်တတ်တယ်လေအဲ့ဒီတော့အားလုံးကိုမဖြစ်ခင်လဲချွတ်တင်ကာဝယ်ကြပါလှုပ်ချင်တာလှုပ်လွတ်လပ်အောင်လှုပ်တို့ပါတော့ညာလေနီးနာနီးတရာလေးနဲ့လမ်းညွှန်တဲ့အတိုင်းလေးလှုပ်ပေါ့ဟိုเนาะအဲ့လိုပြောတယ်ဖြစ်လာလို့ရှင်လဲအားမငယ်နဲ့ NGO တွေအများကြီးပေါ်နေပြီတောက်တဲ့စီးတာမပေါ်သေးတာမသေးအောင်ထိန်းထားနိုင်တဲ့စီးတွေပေါ်နေပြီမဖြစ်ခင်ကိုကြွတင်ကာဝယ်ကနံပါတ်1ဖြစ်သွားခဲ့တော့စေဝါမီဝဲဘောကနံပါတ်2အဲ့တော့အဲ့ဒါတွေအားလုံးကိုကလေးတွေကိုရည်ရွယ်ပြီးတော့အကုန်လုံးကလေးတွေအားလုံးကိုသွားစေကူသွားဆေးစစ်သွေးစစ်ကွာစုံတွဲဘာညာသွားစစ်အကုန်လုံးကိုတိုက်တွန်းပြီးတော့ကိုတိုင်းအိမ်ကနေပြီးတော့ပတ်စံပေးရရှင်ပေးတယ်ဒီမှာရောက်သွားလူတွေအိမ်ရောက်ရင်ပြောသည်ပေးတယ်လို့တို့သွားရင်ရောက်ပြောသည်ယူသားလူတွေစားရတာပေါ့ဆိုကိုတတ်နိုင်တာပဲအဲ့တော့မပေတာဆိုတာကတော့ဘလို့အနေနဲ့ကောင်းနှုတ်ချက်ချပြီးတော့ definition ကိုပေးထားလဲတော့မသိဘူးအခုဆရာအနေနဲ့ကတော့ဆရာဇော်ကြီးလေနော်ဆရာဇော်ကြီးဆိုလို့ရှိရင်ညောကျွန်းမော်သားဘေးရာပြန်အငိုခဲတော့ပန်းပန်လျက်ပဲတဲ့ညိုပြပြလက်တာပြင်းချင်ရင်လှိုင်းတရားဖေးတာတက်လှိုင်းတရားစင်းလည်းမတက်တာမြုပ်တွေပေါ်မလားမဝေတာတပင်နဲ့အရက်ကန်ခံလို့ဘေးရာပြန်အငိုခဲပန်းပန်လျက်ပဲဆိုတာဆရာဇော်ကြီးကရေးပေးတာတဲ့အဲ့တော့ခလေးတွေကိုခွန်အားတစ်ခုနဲ့နင်တို့မဖြစ်အောင်နေကြအေးဖြစ်သွားပြီဆိုလို့ရှိရင်လေကိုပညာရေးတွေစီးပွားရေးတွေလူမှုရေးမိသားစုရေးတွေကိုကြည့်ပြီးတော့မဗေဒာလိုမျိုးသွားချဗေဒာကိုသွားချဗေဒာပြန်အငိုခဲပန်းပန်လျက်ပဲဘယ်ဘဝကြီးပဲရောက်သွားဂျုံကြပြီငါတော့ဒီယောဂါကြီးဖြစ်ပါပြီဆိုပြီးစိတ်ထက်ကြသွားစိတ်ထက်ကြခြင်းတည်လူကိုကြီးရဲ့စက်တစ်ခုကိုနှိပ်လိုက်လို့ရက်သွားတယ်လို့ပဲစိတ်ထက်မကြဘူးဟေးငါဒါဖြစ်ပေမဲ့ဒီလိုနေမယ်ဟေ့ဆိုရဲစိတ်ဓာတ်နဲ့ကိုယ့်ကိုအိတ်ချိန်မအောင်အိမ်မယ်စားချိန်မအောင်စားမယ်ပုံမူပြီးလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လူတတန်းစီလေးနေနိုင်မယ်လေအဲ့အတွက်အရေးကြီးတဲ့အတွက်ဘေးဒါပြန်အငုတ်ခဲပန်းပန်လျက်ပဲဆိုတော့ဆရာစောကြီးရဲ့ကြပြားလေးနဲ့ကြီးသေးဆိုထားတဲ့ဒီမက်ဗေဒါဆိုတဲ့ချင်းလေးနဲ့တော့အခုတော်တော်တိုက်ဆိုင်ပါတယ်လို့အခုစိတ်ထဲမှာအောင်းမိပြီးတော့ကဘာသူကဘာသားအားလုံးရောမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ရောအမြဲတမ်းကိုစုပေးနေကြဣဒါတနဲ့ဆက်သမျှကဘာသူကဘာသားတိုင်းပြည်အတွင်းရှိကြကုန်တော့ခொနည်းသားခொနည်းသမီးတို့ကျမ်းမာချမ်းသာတက်ရှိစွာနဲ့သာသနာပြုနိုင်ကြပါစေဆိုပြီးတော့မေတ္တာပို့ရင်းနဲ့ဒီနေရာဒီအားလုံးကိုစေဝကုသမှုအတွက်ရခြားတိုင်းမှာအလှရှင်တွေပံ့ပိုးရုံနဲ့လည်းမရဘူးလူသားလင်ပဓာနာကြတဲ့အတွက်ဒီပံ့ပိုးမှုပေါ်မှာခွဲဝေစိတ်ဖြာပြီးတော့ထောက်ပံ့နေတဲ့ဒီလိုအသင်းမျိုးရှိတယ်ဆိုတာကိုကနေပြီးတော့ဘာပဲပြောကြည်လဲကျင်တဲ့တာရုလည်းခေါ်တယ်ဝမ်းမြောက်ဝမ်းသာနဲ့လည်းရှိတယ်အဲ့အတွက်ဒီပွဲကိုလာခြင်းအကျိုးရင်းသည်အကြောင်းရင်းသည်လည်းခုနှစ်သားသမီးစိတ်ချမ်းသာအောင်ယောဂဗျာတွေကိုတားဆီးနိုင်အောင်ကာဝယ်နိုင်အောင်လုပ်ပေးတဲ့နေရာကြီးမေတ္တာရှင်အပေါင်းတို့ရဲ့မေတ္တာဌာနကြီးတစ်ခုအနေနဲ့ကိုယ်အနေနဲ့သတ်မှတ်တဲ့အတွက်ကိုလိုပဲအားလုံးကနေပြီးတော့အပြစ်မမြင်မဲနဲ့အချစ်ဝင်ပြီးတော့မေတ္တာဓာတ်တွေနဲ့အားလုံးကိုနော်ကျမ်းမာအောင်ကျမ်းမာရေးမကောင်းလဲကောင်းအောင်ပံ့ပိုးနေတဲ့မေတ္တာဖိမှန်ကြီးတစ်ခုအနေနဲ့ကိုအတိမတ်ပြုပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်ကျမ်းမာချမ်းသာလူရပြည့်ကြပါစေ